တရုတ်စတိုင်ငရုတ်ပွားနဲ့ဥနီကိုကြက်သားနဲ့ကြော်ပါမယ်ကြက်သွန်ဖြူစီတက်ပါမယ်ခင်ဗျာအရသာနေထားတဲ့ကြက်သားကိုထည့်ပါမယ်ငရုတ်ပွားဥနီကြက်သွန်နီခရမ်းကျင်သီးလှီးထားတာကိုထည့်ပါမယ်ခင်ဗျာပဲငင်ပြာရဲ့အကျဲဖယုစီငံပြာရဲ့ရှာလကရဲ့နည်းနည်းဟင်းချိုမှုအနှဲငယ်တကြားတမအောင်မှုပြီးတော့ကြော်ပေးပါဒီရွတ်တွေအနေတော်နှုတ်ဤလာပြီဆိုရင်တော့ရပါပြီဒီညအတွက်အမီးလေးတစ်ခုပေါ့ဗျာစားကြပါအောင်နော်ကျွန်တော်လည်းစားပြီတောက်လည်းတောက်ပြီနော်တတား